round 2မှာ house music အမျိုးအစားနဲ့ရှင်ပြန်ရမယ့်ပြန်မွေးဝင်3ဦးကတော့စင်မြတ်ထက်မှာရောက်နေပါပြီအဲ3ယောက်ရဲ့ record တွေကိုပြန်ကြည့်လိုက်တဲ့အချိန်မှာအကိုတို့အမှတ်ပေးရတာအများဆုံးနေပြီတိုင်ဝဲဆိုတဲ့အတိုင်းကျွန်တော်တို့တချို့လူတွေကိုကျွန်တော်ကဖြုတ်ရလိမ့်မယ်တချို့လူကိုကျွန်တော်ခေါ်ရလိမ့်မယ်အကောင်းဆုံးပဲရှင်းပြပေးကြပါဟုတ်ကျွန်တော်တို့အများကြီးမျှော်လင့်ပါတယ်ဗျလောကတော့မလွယ်ဘူးခလားဘာတွေလုပ်ပြမလဲလို့ကိုတို့တော့ရပါစောင့်နေလက်ကငိမ့်နေကွာတဲ့လားဒီအမားမရှိအောင်လုပ်ပါနဲ့ကိုအမားရှာသေးတယ်စနစ်ကြတယ်ဗျအဓိကစက်ကင်တာတွေသဘောကျတယ်အဝင်ထဲကနေပြီးတော့တောက်လျှောက်10မိနစ်စာကိုဆွဲခေါ်ပါတောက်လျှောက်ခေါ်ရတာတော့ဒါမျိုးကဖြစ်တဲ့ကမန်နေရတဲ့ပုံမှန်လေးပါထည့်လိုက်မယ်ကတာတွေပါအဲ့လိုလေးလှုပ်လိုက်တယ်Bold taste for unstoppable moments. Grand Royal Signature. Alright, everybody, this is my actual first time or maybe last time. I hope to see you next time. Come on. ကိုလောကအဲ့လိုပါမပြောဘဲမနေနိုင်တဲ့ဟာလေးချက်ရင်ပြောလိုက်ပြောလေ house set တော့ပြီးသား Afro House ကိုကျွန်တော် on stage မှာပထမဆုံးဖွင့်မှုတာဖြစ်တဲ့အတွက်ကြောင့်လေကျွန်တော်ပထမဆုံးဖွင့်မှုတာပထမဆုံးဆိုဒါ first time Afro House ကိုဟုတ်တယ်အဲ့ဒါကြောင့်ကျွန်တော်ဒီနေမကောင်းတဲ့ကာလအတွင်းမှာကျွန်တော်ဒီ channel ကိုကြာသွားတဲ့အချိန်မှာကျွန်တော်အရန်ခေါင်းတောက်တယ်ရွေးပြီးတော့ဖွင့်တဲ့ဥစ္စာတော်တော်အံ့ဩပါဒွိလို့နေတော်တော်ဆိုအလုပ်လေးတွေပဲအလုပ်လေးရေးလဲမိုက်တယ်ဟောအိနာပဲAnytime and anytime is house. House time is anytime. House time is anytime and time is anytime and anytime is house. How do you find it, man? No? House တွေထွက်သွားလို့ရှိရင်ရှိသမျှအမှတ်အားလုံးကပလုံတော့ပါအကုန်လုံးကဒီလိုအမှားချစ်ဖို့ ready ဖြစ်နေတဲ့အချိန်မှာပဲပြန်စဉ်းစားလိုက်တယ်ဗောနော်တုံဆိုငါဘာလို့ရှိတ်ဖို့ယူလို့ဘာလို့တီးတော့မလားလို့ဆိုအဲ့ဒါဆော့ပြပြင်ဆင်မှုကိုသဘောအရမ်းကြစိတ်ကလေးကနည်းနည်းလောနေတယ်ဗျဟုတ်နောက်ဆိုစိတ်လေးလေးငြိမ်ငြိမ်လေးပို့ထားပါလို့နော်ငါတို့ brave meeting ချစ်ချတော့နောက်တစ်ပုဒ်တက်ဖွင့်လုံးဝကြိုက်တာပေါ့ကြိုက်တာလုပ်ပြငါတို့ cancel လုပ်ပါအဲ့ဒီလိုခံတာဘာလို့မဟုတ်ရင် cancel လုပ်တယ်နော်အခုဆိုလို့ရှိရင်ပြိုင်ပွဲဝင်တွေကလည်းစင်ပေါ်ကိုရောက်ရှိနေကြပါပြီနောက်တစ်ဆင့် round 3ကိုတက်လန်းသွားတဲ့ပြိုင်ပွဲဝင်ရဲ့ result ကိုကြီးညာပေးသွားတော့မှာပဲဖြစ်ပါတယ်
Lord Enzo Squid Kaki အခုပြိုင်ပွဲဆိုတော့ဒါကတော့အခုကခင်မနေအမားလေးနည်းနည်းရှာပြီးပြောထားတာ group တစ်ခု DJ 3ယောက်ကိုတစ်ယောက်ပဲရွေးချယ်ထားမှာ ဆိုတော့ round 3ကိုသူ့ခေါ်ဝိုင်းကောင်းအဲ့တော့ round 3ကိုခေါ်ဆောင်အောင်လားဆိုတာတော့ ဒါကတော့ OG Championship DJ ပြိုင်ပွဲကြီးပါပဲခင်ဗျာ